ချစ်တတ်တဲ့လူတွေကြားမှာငါရှင်သန်အိမ်မထွေရုံကန်ပန်းကြီးရချိန်မှာညှို့လေးချက်သေးသေးလေးကိုစုပ်ကိုင်ချကဘာကြီးကမမြတ်တာဘူးလို့တွေးမိကကိုချင်းလေးစားနာတဲ့သူလူတွေကြားနာကြည့်တဲ့တွေးပြလာဒီနှလုံးသားဘတ်တော်မငိုကြည့်ဘူးဘတ်တော်မရှော့ပေး